coffee sign တစ်ဆိုင်ရှိရပါနော်အဲ့ coffee sign ကလည်းလှရတယ်သူ့ view လေးနဲ့သူကလည်းအဆင်ပြေတယ်ပြီးအဲ့ coffee sign ထိုင်အဲ့ coffee sign မှာထိုင်ပြီးတော့ကြည့်ရတဲ့ view ကြည့်ရတဲ့နေရာလည်းတော်တော်လှတယ်ဘာလို့ညလီးတာဒီပြောရင်တော့လက်ကမိုက်တယ် coffee sign တော့လည်းမိုက်တယ်နေ့ပိုင်းကွာ coffee တောက်ရင်လည်းပဲဖြစ်ဖြစ်စာဖက်ရင်လည်းပဲဖြစ်ဖြစ်လာထိုင်လို့အဆင်ပြေတဲ့နေရာတစ်ခုဆိုရင်လည်းမမှားဘူးကွာပြီးတော့ဆိုင်မှာရှိတဲ့စားတောက်တွေဈေးနှုန်းတွေကလည်းဈေးကြီးရဲ့မှာမပါဘူးတာမန်လူတိုင်းဝယ်စားနိုင်တဲ့အထဲမှာပဲရှိရယ်အဲ့တော့ဈေးကြီးရဲ့အထဲမှာမပါတဲ့အတွက်ဒီတိုင်းတကယ်ချင်းနဲ့ပဲဖြစ်ဖြစ်ရီစားနဲ့ပဲဖြစ်ဖြစ်လာပြီးတိတ်ချင်တယ်ဆိုရင်လည်းတိတ်လို့ကောင်းတဲ့နေရာတွေမှာပါရောနော်ကဲဒါကတော့ဒီဖူကတ် current viewer ရဲ့ကျွန်တော်သွားခဲ့ရဲ့ဥစ္စာပေါ့နော်နောက်လည်းအခုလိုထိုင်းမှာရှိရဲ့သွားလို့အဆင်ပြေတဲ့နေရာတွေစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်တင်ပေးပါမယ်ပေါ့နော်အဲ့အတွက် like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်